Yatoreya Nandanya Taro Yakula Shwimyanaro Nyuli Auna Pietwa Shawwa Aunya Kapina Samyano Muya Lonely Lomya Puga Myuyama Maja Thakwa Twa Devaya Tu Tuna Tu Te Myem Myem Liu Zwe Se Dawe Ludayami Jashini Wumbe Đi ra uy phía khi mà cầm nhà
တဏမာနလာဆင်း၍ဒါပြန်အတဏမာနလာဆင်း၍ဒါပြန်အတဏမာနလာဆင်း၍ဒါပြန်ဖယားဖြစ်ရအကျဉ်အောင်လူစေဝေတေတောင်းပြေအိုလီနောမဝေကူကချက်ချင်းရောက်ပြန်လေစံတော်ပေရှင်လေးဒီတွေ့ကူကချက်ချင်းရောက်ပြန်လေစံတော်ပေရှင်လေးဒီတွေ့ချက်ခွေပြမမကြဆက်လာဆက်စုံရင်မှာဝိစင်ကဝိစင်ကထက်ခွေပြမမကြဆက်လာဆက်စုံရင်မှာဝိစင်ကဝိစင်ကဘရုံမရွှေချာသင်္ကန်းကိုရေကလူရှာဘရုံမရွှေချာသင်္ကန်းကိုရေကလူရှာဘရုံမရွှေချာသင်္ကန်းကိုရေကလူရှာဒုက္ခစရိယာချောင်းနေကျင်းသည်တာကြောင့်တော်လေးရွှေဝိဟာပုပ္ပမောစအပရရေလို့သုံးတန်းစေတနာတွေပြတ်ထန်းစွာနဲ့လှူဒန်းရှာကြတယ်ဒီနေ့သာသနာအလူတကအလူမအပေါင်းတို့ကတောင်ကျွန်းမြတ်မဟာသပြေပင်ကတောင်ကျွန်းမြတ်မဟာသပြေပင်ကလက်သားရည်ပင်အတီးကြွေကကြတယ်နီးဖွေရှာသမျှအမြတကောင်နဲ့နီးလို့ငါအကောင်ကြီးအခါကညံလို့မလက်တလို့အာနန္ဒာဟတ်တယ်ဆိုတာအစင်အလာပြောတာကြောင့်မန္တလေးကျော်မင်းမင်္ဂလာရွှေဆိုင်တော်ကကြည်တီနဲ့မုတ်ပလုတ်တုတ်ကမကြမ်းပြည့်ရွှေကန်ကတပင်ညံဖြစ်ကြောင်းအသုံးကဝေတေတောင်းပြေအိုလီတော်မကွေကူကချက်ချင်းရောက်ပြန်လေစံတော်ပေရှင်လေးဒီတွေ့ကူကချက်ချင်းရောက်ပြန်လေစံတော်ပေရှင်လေးဒီတွေ့ထက်ခွေပြမမကြဆက်လာဆက်စုံရင်မှာဝိစင်ကထက်ခွေပြမမကြဆက်လာဆက်စုံရင်မှာဝိစင်ကဘရုံမရွှေချာသင်္ကန်းကိုရေက
လူရှာဘရုံမာဘရုံမာရှိကြသင်္ကန်းကိုနဲ့ကလူရှာဘရုံမာဘရုံမာရှိကြသင်္ကန်းကိုနဲ့ကလူရှာဒုက္ခစရိယာချမ်းမြေ့ခြင်း